အားလုံးမင်္ဂလာပါဗျ9ရက်3လ2026ကျွန်တော်တို့ဒီပွဲမှာပေါ့နော်မနေ့က9နှစ်1နှစ်နေကုန်တော့ရကြပါတယ်တချို့နေကုန်တော်တော်များများရကြပါတယ်ပြီးတဲ့ကတည်းကလည်းကုန်တာပဲနော်ဒါကိုပြန်ကောက်တာကျွန်တော်တို့အခုဆက်ကစားမယ်ဟာကိုခံမှန်းလို့ရအောင်လို့နော်80ထွက်တယ်3ညနဲ့5 9 2 9ထွက်တယ်မနေ့ပိုင်းနော်နောက်တစ်ခါကျွန်တော်တို့ဒီအတွင်းတောင်းပြမှုကဒီနှစ်ကိုနော်နှစ်ကိုသွားပုံဖြစ်တယ်တချို့ကဒါပဲခွေတာနော်မိုက်တယ်ညနေပိုင်းကျွန်တော်ကဒါပဲထိုးခိုင်းတယ်သူတို့ကဒါပါလိုက်ခွေပလိုက်တယ်1248တဲ့ဗျ1248 12နော်ပြီးသွားပြီပေါ့ဗျာ48ကဒီ48ကဒါကြောင့်ကျွန်တော်ဒီမှာထည့်ပေးတာနော်မနေ့ကတနေ့ကုန်ဒါနဲ့ပြီးသွားတာပေါ့နော်မနေ့ကလည်းတနေ့ကုန်ပြီးပါစေဆူတောင်းတယ်မပြီးရင်ကနန်းထက်ရှာမှာပေါ့နော်အဲ့တော့ကြံ၄ချိန်တွင်းမှာ9-3ည break အဲ့မှာ2-3နဲ့9-8ထည့်ထိုးဗျာနော်မင်းကတော့1-1 9 6-6ကိုနော်9-3ည break မနေ့ကရချင်းစေးတာဒါပေမဲ့တောက်ကြတဲ့ညနေမှာ64ကို64ပြန်ပိတ်တတ်တယ်နော်အဲ့ဒါသတိထားနောက်တစ်ခါ9နှစ်အားထွက်ခြင်း16 break 2ရက်တွင်းပြန်ထွက်တယ်ထွက်မဲ့16 break က4-2 9 4-2 ဒါပေမဲ့အပေါ်မှာအလဲအဖူးမှုရှိတယ်1နှစ်ထွက်ထားတာသူ့ရဲ့နောက်မှာ1နှစ်လိုက်ထွက်တယ်338838ဒူမိန်အနေနဲ့လိုက်ထိုးအပူးရှိလို့နော်338838အပူးကျွန်တော်တို့အလဲအပူးရဲ့မူထဲမှာဒီကောင်ပါတယ်နော်ဒါဆိုရင်အားလုံးလုံလောက်သွားပြီငါးတလုံးတွေ့ရင်9159ခွန်အဲ့ဒီထဲမှာ51သတိထား51 6 break ကိုဒီထက်ထည့်ထိုးပါမယ်မိန်း5ခွက်နော်6 break မှာမိန်း5ခွက်မှန်ပြီနောက်တစ်ခါလေးတလုံးမှာ40အထူးသတိထားမနေ့ကထိုးတဲ့လက်ကြံပေါ့နော်40အထူးသတိထား40တခွက်တဲ့40တခွက်တဲ့နော်အဲ့တော့ကားပျောက်ပြီးပြန်လာ9159ခွန်လာတတ်တယ်နော်လေးတလုံးကတော့ကျွန်တော်မနေ့ကတော့လေးလုံးပိုင်းသုံးဖို့4 break သူ့လုံးပိုင်းနဲ့သူ့ break ကို40ကျွန်တော်နော်အဲ့တော့ဒါတွေကအတင်းတင်းပေါ့ဗျာဒီတကွက်ကောင်းတော့လိုက်ထိုးရင်ထိုးပေါ့91တို့91ကပြဿနာမျိုး91ကဒီထည့်လိုက်40တကွက်ပဲရှိတယ်နော်ထိုးစရာကျန်တာတော့48ကပြီးသွားတာအောင်နော်ထွက်ရင်လည်းထပ်ထွက်တာပြောလို့တော့မရအောင်ကျွန်တော်ကဒီဟာကိုစိတ်ကူးနဲ့ဖမ်းတာဒီလိုမူနဲ့ဖမ်းတာကိုဒါတော့ formula ရပြောတာပေါ့နော်အဲ့ဒီတော့ကြံလေးတွေတွင်9-3ည break ကို1-1 6-6ကို main 2-3-8ထဲတို့နောက်တစ်ခါ9နှစ်1-6 break 4-4 66 5 3-3-8-8 6 break အဲ့ဒီမှာမနက်ဖြန်ကိုလည်း1-6 break ပဲဒီခွန်ဒီကိုနှလုံးပေါင်းခြင်း1-6 break နော်ဒီလေးဒီခွန်နှလုံးပေါင်းခြင်း1-6 breakဒီနှစ်ဒီလေးနှလုံးပေါင်းခြင်း1-6 break ဒီကိုဒီတစ်ပေါင်းခြင်း9-3ကြောင် break ဒီရရဲ့စပေးလာတောက်လျှောက်ကြီးမနက်ဖြန်နေတိုင်း break က1-6 break ရှိတယ်မှတ်ထားအခုက2-9ထွက်ထားတယ်2ရက်အတွင်းဆိုတော့သတိတော့ထားပါဗျာနော်သတိထားထိုး1-6 break ဒါပေမဲ့အဓိကအရေးကြီးတာ9-3ကြောင် break တောင်ကျွန်တော်ကပိုကြိုက်တယ်နော်1-4 ကို6-6ကို1နှစ်ထွက်ထားတယ်1-4 6ကိုကတ်လိုက်တယ်ထွက်လာမဲ့9-3ကြောင် break ဒီ1-4 6ကိုလို့ဖမ်းတယ်ဒါပေမဲ့2-3နဲ့9-8ရှိတယ်သတိထားထိုးနော်အဲ့လိုထိုးအားလုံးကလည်းကံကောင်းကြပါစေ